Hi everybody, this is our last lesson about the 12 tenses and today we are looking at two final perfect tenses, future perfect and future perfect continuous tense. အဲ့တော့ဒီနေ့ကြည့်မယ်ဒီ future perfect နဲ့ future perfect continuous tense နဲ့ဆိုရင်တော့အင်္ဂလိပ်စာမှာရှိတဲ့ tense 12မျိုးစလုံးနဲ့ပတ်သက်ပြီးတော့ lesson တွေဒီနေ့နဲ့ဆိုရင်နောက်ဆုံးပေါ့နော်ဆိုတော့ဒီ tense 12မျိုးထဲမှာဒီ future perfect နဲ့ future perfect continuous ကဒီနေ့စဉ်စကားပြောမှာအဲ့လောက်အသုံးများချင်မှများမယ်ဒါပေမဲ့သူတို့လည်းသိဖို့လိုအပ်တယ်ကိုတိတိရောက်ရောက်ပြောချင်နေဆိုရင်ပေါ့နော်ဆိုတော့သူတို့ရဲ့သဘောက future perfect ဆိုရင်ပို့ပြီးတော့စိတ်ကိုရင်ဆန်နေပေါ့နော်အနာကမရောက်သေးတဲ့အကြောင်းကိုဂျူတင်ပြီးတော့မှစိတ်ကိုရင်ပြီးတော့မှဂျူတင်ပြီးတော့မှမှန်းပြီးတော့မှပြောတဲ့ဟာမျိုးဆိုတော့နေ့စဉ်စကားပြောမှာသုံးရတဲ့ tense တွေလောက်တော့မများဘူးဒါပေမဲ့သိဖို့လိုအပ်တယ်ဆိုတော့ဒီ tense နှစ်မျိုးထဲကနောက်ဆုံးဒီ tense နှစ်ခု future perfect နဲ့ future perfect continuous tense ကိုဗီဒီယိုတစ်ခုထဲမှာပဲအတူ example စာကြောင်းတွေရှင်းပြီးတော့မှကြည့်သွားကြမှာပါဆိုရင်တို့နှစ်ခုကအရင်ကြည့်သိမကွာဘူးပေါ့နော်ဆိုတော့ဒီ example စာကြောင်းလေးတွေနဲ့ရှင်းပြီးတော့မှကြည့်လို့ရှင်းပူပြီးတော့မှနားလည်ရလွယ်မယ် so let's get started and as usual let's look at the structures of these two tenses the tense နှစ်ခုရဲ့စာကြောင်းဖွဲ့စည်းပုံကိုအရင်ဆုံးကြည့်ရအောင်ပထမတစ်ခုဖြစ်တဲ့ future perfect tense ဆိုရင်ကသူရဲ့စာကြောင်းပုံစံက subject will have plus verb 3သူရဲ့ verb ပုံစံက will have plus verb 3 subject will have plus verb 3 for example I will have cooked dinner by 7 p.m. tonight will have cooked verb 3 and ဒုတိယတစ်ခု future perfect continuous tense သူရဲ့ ing form ဆိုရင်တော့ subject will have been plus ing subject will have been plus verb ing so for example I will have been cooking dinner by 7 p.m. tonight I will have been plus cooking ing အဲ့တော့ဒီ tense နှစ်ခုရဲ့စာကြောင်းဖွဲ့စည်းပုံဆိုရင်လေအပေါ်က future perfect ဆိုရင်က verb 3ပုံစံအောက်က perfect continuous ဖြစ်တာမလို့ ing ပုံစံဆိုတော့အပေါ်ကဆိုရင်တော့ will have plus verb 3အောက်က continuous tense ing form ဆိုရင်တော့ will have been plus ing ဖွဲ့စည်းပုံကအဲ့ဒါလေးပဲကွာတယ်ပေါ့နော်ဆိုတော့ adjective ပဲဆိုရင်လည်းအရင်ကြီးမကွာဘူး future perfect နဲ့ future perfect continuous ကဘယ်လိုနေရာမှာသုံးမလဲဆိုရင်တော့သူက future ဆိုတော့အနာကမရောက်သေးတဲ့အချိန်တခုပေါ့နော်ဆိုတော့သူတို့ရဲ့ adjective ပဲကိုလွယ်ဆုံးမှတ်လို့ရတာက future perfect ဆိုရင်ဖြစ်ပြီးလောက်ပြီဆိုတော့အဲ့ဒီအချိန်တခုကိုတော့ပါရမယ်ပေါ့နော်ဖြစ်ပြီးလောက်ပြီလုပ်ပြီးလောက်ပြီနဲ့ဖြစ်ပြီးလောက်ပြီဒါ verb 3ပုံစံခုနဆိုရင် I will have cooked dinner by 7 p.m. tonight ဒီည9နာရီလောက်ဆိုရင်ငါညနေစာချက်ပြီးလောက်ပြီဆိုတော့မရောက်သေးတဲ့အချိန်ကာလတခုကိုမှကိုလုပ်ပြီးလောက်တဲ့ဖြစ်လောက်တဲ့finish action ပေါ့နော်ဒါ future perfect tense verb 3ပုံစံနဲ့ဆိုရင်ပြီးမြောက်တဲ့ idea ပေါ့နော်မြန်မာလိုအဲ့လိုမှတ်ထားလိုက်ရင်တော့ပူလွယ်တယ်ပေါ့နော်ဆိုတော့ခုန example ဆိုရင်တော့ညနေ9နာရီလောက်ဆိုရင်ငါညနေစာတောင်ချက်ပြီးနေလောက်ပြီ I will have cooked dinner by 7 p.m. tonight so future perfect continuous ing form ဆိုရင်လည်းအတိတ်ဘက်ကအဲ့ဒီချိန်လောက်ဆိုရင်ဒါတွေလုပ်နေလောက်ပြီဖြစ်နေလောက်ပြီဆိုတော့ ing form ရဲ့သဘောကခုနကတော့ဆိုရင်ပြီးလောက်ပြီ right ဖြစ်ပြီးတဲ့ action အခုကျတော့လုပ်နေလောက်တဲ့အဲ့ချိန်ဆိုရင်ကိုဒါတွေလုပ်နေလောက်ပြီဆိုတော့ ing form နဲ့သုံးပြတဲ့သဘောပဲဆိုတော့ခုနဆိုရင် I will have been cooking dinner by 7 p.m. tonight ဒီည9နာရီလောက်ဆိုရင်ငါညနေစာတောင်ချက်နေလောက်ပြီအဲ့တော့ဒီ future perfect tense နှစ်ခုကိုသုံးချင်တယ်ဆိုရင်တော့အဲ့လိုမရောက်သေးတဲ့အချိန်တစ်ခုခုမှကိုကအဲ့ဒီချိန်လောက်ဆိုရင်လုပ်ပြီးလောက်ပြီverb 3နဲ့သုံးချင်တာလားအဲ့ဒီချိန်လောက်ဆိုရင်လုပ်နေလောက်ပြီဆိုပြီး ing နဲ့သုံးချင်တာလားအဲ့ဒီအတိတ်ပဲနဲ့ဆိုရင်ဒီ perfect tense တွေသုံးပြီးတယ် so let's look at four more example sentences to compare these two tenses so we can understand more အဲ့တော့ဒီ tense နှစ်ခုကိုခုနလိုရှင်းထားတဲ့ example နောက်ထပ်၄ခုလောက်ကြည့်ရအောင် let's compare this when I arrive home tonight they will have fallen asleep and when I arrive home tonight they will have been sleepingပထမတစ်ခုဆိုရင်ဒါ finish action ပေါ့နော် future perfect ဒီညအိမ်ရောက်တဲ့အချိန်သူတို့ eat ပျော်သွားလောက်ပြီ eat ပျော်ရဲဆိုတာဒါ eat ပျော်သွားတာနဲ့ finish action ပေါ့နော်ဆိုငါဒီညအိမ်ရောက်တဲ့အချိန်အိမ်ကလူတွေက eat ပျော်သွားလောက်ပြီဒုတိယ ing နဲ့ဆိုရင်ကငါဒီညအိမ်ပြန်ရောက်တဲ့အချိန်သူတို့က eat နေလောက်ပြီ right ဆို 8 တောင် eat နေလောက်ပြီဆိုတော့ ing form နဲ့သုံးပြီးတာဆိုတော့ကိုကဘယ်တစ်ခုနဲ့ပြောချင်တာလဲ eat ပျော်သွားလောက်ပြီလားကိုအိမ်ရောက်တဲ့အချိန်မှာသူတို့ eat နေလောက်ပြီ ing form ဆိုတော့နှစ်ခုစလုံးသုံးလို့ရတယ် and next example I will have done my workout when they wake up tomorrow morning and I will have been doing my workout when they wake up tomorrow morning မနေ့ပြန်မနေ့သူတို့နိုးတဲ့ချိန်ငါလေ့ကျင့်ခန်းတောင်လုပ်ပြီးလောက်ပြီပထမတစ်ခုက finish action future perfect tense သူတို့အိပ်ရထားတဲ့ချိန်မနေ့ထားတဲ့ချိန်ငါလေ့ကျင့်ခန်းတောင်မှလုပ်ပြီးလောက်ပြီဒုတိယတစ်ခုကကျတော့သူတို့မနေ့အိပ်ရထားတဲ့ချိန်က
လေ့ကျင့်ခန်းအောင်မှာလုပ်နေလောက်ပြီသူတို့မထခင်ကလေးကလုပ်တယ်ဒါပေမဲ့သူတို့ထားတဲ့ချိန်တော့ကလေ့ကျင့်ခန်းအောင်လုပ်နေလောက်ပြီဆိုတော့အပေါ်ကတစ်ခုကကျတော့သူတို့ထားတဲ့ချိန်ကိုလေ့ကျင့်ခန်းလုပ်ပြီးလောက်ပြီ right finish action အောက်ကတစ်ခုကျတော့လုပ်နေလောက်တယ်သူတို့ထားတဲ့ချိန်ကလေ့ကျင့်ခန်းလုပ်နေလောက်ပြီ next by this time next year I will have moved to a new place and by this time next year I will have been working in a new place by this time next year ဆိုတာကနောက်နှစ်ဒီချိန်လောက်ဆိုရင်ငါတခြားနေရာပြောင်းပြီးလောက်ပြီဆိုတော့အခုကလေးပြောင်းတော့ပြောင်းချင်တယ်ဆိုတော့နောက်နှစ်ဒီချိန်လောက်ဆိုရင်ဒီနေရာမှာမရှိတော့တော့နောက်တစ်နေရာပြောင်းပြီးလောက်ပြီပေါ့နော်ဆိုတော့အပေါ်က action ကပြောင်းပြီးလောက်ပြီအဝတ်တကူကြတော့နောက်နှစ်ဒီချိန်လောက်ဆိုရင်ကနောက်တနေရာမှာအလုပ်လုပ်နေလောက်ပြီ by this time next year I will have been working in a new place ဆိုတော့ဒီနှစ်ခုဆိုရင်လေကိုဘယ်ပုံစံနဲ့ပြောချင်တာလဲနောက်နှစ်ဒီချိန်လောက်ဆိုရင်ဘာတွေဖြစ်ပြီးလောက်ပြီလဲ or နောက်နှစ်ဒီချိန်လောက်ဆိုရင်ဘာတွေလုပ်နေလောက်လဲဆိုတော့နှစ်ခုစလုံးပြောလို့ရတယ်ကိုပြောချင်တဲ့ပုံစံမျိုးတည်းရပေါ့နော် and the last example by 2030 I will have started my own business and by 2030 I will have been running my own business ဒီနောက်ဆုံး example မှာဆိုရင်လေဒီ2030လောက်ဆိုရင်တော့အခုပိုင်စီးပွားရေးတောင်စပြီးလောက်ပြီပေါ့ပြီးတဲ့ action ပေါ့နော်စရဲဆိုတဲ့ဟာကစလိုက်ရုံပဲ finish action ဆိုတော့2030လောက်ဆိုရင်တော့ငါကူပိုင်စီးပွားရေးထောင်ပြီးလောက်ပြီပေါ့နော်ကိုပိုင်စီးပွားရေးနဲ့ကိုဖြစ်နေလောက်ပြီဒုတိယတစ်ခုကျတော့2030လောက်ကျရင်ငါကူပိုင်စီးပွားရေးနဲ့ကိုအလုပ်ဖြစ်နေလောက်ပြီပေါ့ကိုပိုင်စီးပွားရေးတွေလုပ်နေလောက်ပြီအဲ့တော့ဒီ future perfect tense နှစ်ခုကပြန်ပြောရမယ်ဆိုရင်တော့ဘယ်လိုချိန်သုံးလဲဆိုရင်အဲ့လိုအနာဂတ်မရောက်သေးတဲ့အချိန်တစ်ခုကိုဒီညမနေ့ပြန်ဒါမှမဟုတ်နောက်နှစ်ဒါမှမဟုတ်အနာဂတ်အချိန်တစ်ခုကိုပေါ့နော်မရောက်သေးတဲ့အချိန်တစ်ခုကိုအတွက်ကိုကအကျူတင်ပြီးတော့မှကိုမှန်းတဲ့ဟာကိုမျှော်လင့်တဲ့ဟာတွေကိုစိတ်ကိုရင်ဆန်ဆန်ဖြစ်ပေါ့နော်ကျူတင်ပြီးတော့မှပြောတာမျိုးဆိုရင်ဒီ future perfect tense တွေကိုသုံးတယ်ဆိုတော့အနည်းစင်စကားပြောမှာတော့အရင်အသုံးများပြီမြဲအချင်းချင်းပေါ့နော်ကိုခင်တဲ့လူတွေနဲ့အချင်းချင်းစကားပြောလို့ရှိရင်ခုနအတိတ်ပဲသိတဲ့အတိုင်းပဲအဲ့ချိန်လောက်ဆိုရင်ငါဒါတောင်လုပ်ပြီးလောက်ပဲအဲ့ချိန်လောက်ဆိုရင်ဒါတွေတောင်ဖြစ်နေလောက်ပြီဆိုတဲ့အကြောင်းအရာကပြောကြတယ် right ဆိုတော့ဒါလည်းသိဖို့လိုအပ်တယ်ဒါသုံးတတ်ဖို့အရေးကြီးတယ်ပေါ့နော် and again with this video we have finished talking about the 12 tenses and I hope you have studied all of them เนาะဒီ video နဲ့ဆိုရင်ဒီ tense စနစ်မျိုးစလုံးလေ့လာပြီးသွားပြီပေါ့နော်ဆိုတော့ကျန်တဲ့ tense တွေလည်းအရှိမပြောထားတယ်ဆိုတော့ I hope you will be able to learn all the 12 tenses and practice them and again thanks for studying with me God bless you all bye